မြန်မာလက်ဝဲဝါဝနာရှင်များအထက်မြန်မာပြည်မှာကြီးရဖို့နီးစပ်နေပြီဖြစ်တဲ့ USA အခြေစိုက် BKFC နဲ့မြန်မာရွေးရလက်ဝဲဖွဲ့ချုပ်ထုပူးပေါင်းစီစဉ်ကျင်းပတဲ့လက်ဝဲဖွဲ့များမကြခင်လာပါတော့မီအဓိကအားရစရာတစ်ခုကတော့ခေါင်းတိုက်တာထဲထွင်းထော်မှာဖြစ်ပါတယ်ကော်နာမဂရီကာတို့အဖွဲ့မှ BKFC အဖွဲ့အစည်းကိုစတင်ဝယ်ယူလိုက်တဲ့အချိန်မှစပြီးမြန်မာရွေးရလက်ဝဲအဖွဲ့ချုပ်ထုပူးပေါင်းစီစဉ်ကျင်းပတဲ့လက်ဝဲပွဲတွေကိုကြီးရဖို့အကြောင်းဖန်လာပါတော့တယ်အဲ့ဒီပွဲစဉ်တွေကိုဖြစ်ပေါ်လာဖို့အတွက်ဒီဝက်ကဥဆောင်ပြီးမြန်မာလက်ဝဲကိုကဘာကစိတ်ဝင်စားအောင်လိုက်လံချပြနေပြီဖြစ်ပါလေအခုဆိုရင် BKFC အဖွဲ့အစည်းနဲ့မြန်မာရွရလက်ဝဲအဖွဲ့ချုပ်တို့ပြိုင်ပွဲများကျင်းပနိုင်ရဲ့အတွက်25/2025ရက်မှာရန်ကုန်မြို့ရှိ Sky Star Hotel မှာကျင်းပသွားပါတယ်မြန်မာလက်ဝဲကစားသမားတွေဖြစ်ကြတဲ့ထွန်းထွန်းမင်းရွှေရမန်းစောငမြလုံးချောတို့လည်းစိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြတယ်ခုလိုပွဲစဉ်တွေကိုကျင်းပနိုင်ခြင်းအဖြစ်ငုံယိုးနေတဲ့မြန်မာမျိုးဆက်လက်ဝဲကစားသမားတွေအထွတ်ထွန်းတောက်လာစေနိုင်မဲ့အခွင့်အရေးတစ်ခုရရှိသွားပါတော့တယ်